ဒီ travel local ဆိုတဲ့ website ကနေပဲကျမတို့ကားလက်မှတ်တွေ hotel တွေအကုန်လုံးဖြတ်လိုက်ပါတယ်ရှင်ဒီကျမနေတဲ့ပေါ့နော်ရှီဂါရန်ကနေဒီကျမတို့ခရီးစားထွက်မဲ့မာလန်တီကိုတညပေါ့နော်တညကားစီးရတယ်ဒါကတော့ကား1000နာရီပေါ့နော်အမှညစားပြီးတော့မနက်ပိုင်းမှာကျမတို့မာလန်ကိုရောက်တယ်မာလန်ကိုရောက်ချင်မှာပဲကျမတို့ budget အရင် safe တဲ့ဒီ hostel လေးတစ်ခုမှကျမတို့တွားတဲ့ပေါ့နော်ဒါပေမဲ့ hostel လေးရောက်တဲ့အချိန်မှာမမျှော်လင့်ထားတာအရင်တန့်ရှင်းပြီးတော့သူ self service ပေါ့နော်အကုန်လုံးကွက်ကိုလောက်ရတယ်ဒါပေမဲ့အရင်တန့်ရှင်းပြီးတော့နေလို့ကောင်းတယ်ကျမတို့ရမ်းချင်ပြေခဲ့ပေါ့နော်ပထမညမှာဒါပေမဲ့ညမအိတ်ခင်မှာကျမ Google Map နဲ့ဒီအနီးတစ်ဝိုက်ပါရှိလဲဆိုပြီးရှာကြရပေါ့နော်ရှာပြီးတော့ပထမဆုံးတွေ့တဲ့နေရာကcolorful village ပေါ့နော်သူကအဲ့ဒီရွာတစ်ခုလုံးကိုသူက colorful ပေါ့နော်ရောင်စုံလုပ်ထားတာပြီးတော့ဟိုဘက်မှာဆိုရင်တော့ blue village တို့အဲ့လိုမျိုးတွေရှိသေးတယ်ဒါပေမဲ့ကျမတို့ကတော့ဝင်ကြီးရဲ့တယောက်1000ပေါ့နော်တယောက်1000ဆိုတော့အင်ဒိုငွေနဲ့တယောက်1000ပေါ့မြန်မာငွေနဲ့ဆိုရင်2500လောက်ပဲကြားတယ်ဒါပေမဲ့အရန်တန်တယ်ပေါ့နော်သူတို့ရဲ့အိမ်နောက်ဖေးကိုဒီလို color ရောင်စုံလေးလောက်ထားအရန် sustainable ဖြစ်ပြီးတော့ tourist attraction လည်းဖြစ်တော့တစ်ချက်ကုန်နှစ်ချက်ပြက်ပေါ့နော်ဝင်ငွေလည်းရတယ်ပြီးတော့လှတယ်ပေါ့ကြည့်တလောက်တော့တူးရှားတော့မရှိဘူးဒါပေမဲ့အရင်အဆင်ပြေပါတယ်မိုက်ပါတယ်နောက်ပြီးတော့ကျမတို့ယွန်စီက trend လေးတစ်ဖြတ် join ကြရပေါ့နော်အတောင်ပဲနှောင်းလိုက်ပါ 1 2 3 What? trend join ပြီးတော့မိရထားရိုက်မယ်ဆိုပြီးတော့ဖုန်းကပြောင်းနေဖြစ်သွားပါတယ် okay ဒါပြောင်းပြန်ကြည့်လိုက်ပါမိရထားရထွက်သွားတော့ကျမယွန်စီက trend တစ်ခု join ပါတယ် trend join ပြီးတော့လမ်းမှာကြောက်တကောင်တွေ့ရတယ်ရမ်းချစ်ဖို့ကောင်းလို့ဆိုပြီးတော့ကင်မရာနဲ့လိုက်ချိန်နေဟာထွက်ပြေးသွားပြီဤသားအောင်လို့ပဲဗီဒီယိုကရမ်းရှိတယ်တင်နေဗီဒီယိုကတော့ရမ်းရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တပတ်လောက်နေခဲ့တဲ့ခရီးကိုဗီဒီယိုတစ်ခုထဲမှာရိုက်တာဖြစ်တဲ့အတွက်ရမ်းရှိပါတယ်ဒါပေမဲ့သူတို့ရုပ်ကတော့ပထမရက်ဆိုတော့အရန်တက်ကြွနေကြပါတယ်ရွာတွေကထွက်တာနဲ့အနီးနားမှာညစီများရှိမလားဆိုပြီးတော့9ယောက်သားလိုက်ရှာကြရဲပေါ့နော်ဒါပေမဲ့စကားမဆက်ဒီနေရာတော်တော်လေးလာပါတယ်ဒါပေမဲ့ကျမတို့ရောက်ခဲ့တဲ့ညစီကဘာဖြစ်မလဲဟုတ်ပါတယ်ကလေးတွေအတွက်လောက်ထားဖြစ်နေပါတယ်တဲဝင်စော်လို့ရတယ်ပုံတွေဝင်ဆွဲလို့ရတယ်ဒါပေမဲ့ကျမတို့ကလူကြီးလေးဘာလို့အောင်ပါလဲ စစ်စရာလေးပို့ရတယ် ဟိုကရှိဖို့ကောင်းတာပြင်အဖိုးဆိုင်ရဲ့လိုက်တင်အရန်ကောင်းနေတော့သူတို့တပုံတစ်ချက် sorry ဗီဒီယိုတစ်ဖြတ်ရိုက်ပြလိုက်ပါတယ်15ကြောင်းစားမယ်စားကျင်တာတော့15ကြောင်းပတ်စံမစားနိုင်လို့ မဟုတ်ပါဘူးတက်တက်အားရှောင်းတာပါစားနိုင်ပါတယ် မဘယ်နဲ့ချောင်းစားမှာလဲ ဟုတ်ပါတယ်ငါးချောင်းလို့ပြောတာပါနောက်ကဗီဒီယိုလောက်ကြံရတာဖြစ်ပါတယ်ကျွန်မဟုတ်ပါဘူး ဒီမှာလာမီအောင်ကောင်းတာ အမှန်ဗီဒီယို editing လုပ်တော့တရှင်းလေးထည့်နေတာပေါ့နော် copyright မိမှာဆိုကျွန်မတမင်နာလိုက်ပါလူကိုယ်တိုင်ကဒါမစားနိုင်တာယုံစားတော့ကျွေးနိုင်ပါတယ်ကဲယုံလေးတွေကိုကျွေးလိုက်ပါအောင်မယ်ရှင်ယုံစားကျွေးတဲ့တတိယလူတွေကကိုဖြူစင်တော့တက်တည်ပြရင်ယုံလို့ဖြူစင်တယ်လို့ပြောကြတယ်ဒါပေမဲ့ကျမတို့ကတော့အလဲအကောင်လို့ပါပဲနောက်ထပ်ဗီဒီယိုမစခင်မှာကုန်ကြစိတ်လေးတစ်ချက်ပြောပြမယ်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်10သိန်းလောက်ပဲကြားတယ်ခရီးစဉ်ကတော့ရှောင်းညနဲ့9ရက်ပေါ့နော်ရှောင်းညမှာ2ညကဟိုမှာကားပေါ်မှာအိတ်တယ်ဒီညကဟိုတယ်မှာအိတ်ပါတယ်ဒါတော့လမ်းမှာပါသူတို့ကျွေးတဲ့မုံကိုစားနေဖြစ်ပါတယ်ထိုးကကျွေးတာပါ package မှာပါပါတယ်ပထမဆုံး destination ကိုသွားနေဖြစ်ပါတယ်ဒါကျမတို့ပထမဆုံး destination ပေါ့နော်ရေတကုံရောက်ပါပြီရေတကုံကအရန်လာပါတယ်အရန်လဲကြည်ပါတယ်ဒီဟာကိုရောက်ဖို့ကျမတို့တောင်ပေါ်ကနေတောက်ကိုဒီလိုဆင်းလာရတယ်ပေါ့နော်လေကားနဲ့နောက်ပိုင်းမှာကျမတို့လေကားပေါ်နဲ့ဆင်းလာတဲ့ဗီဒီယိုလေးရှိအဲ့ဒါလေးကြည့်လိုက်ကြပါအောင်ဘယ်လိုဒုက္ခခိုင်နဲ့ဆင်းလာရလဲဆိုတာရေတကုံမှာနာမည်တော့ရှိရတယ်ဒါပေမဲ့ကျမမေ့နေလို့လေကျမမပြောတော့ရေကုန်လို့ပဲရေကုန်တစ်လို့ပဲမှတ်ထားလိုက်အဲ့မှာထူကဗီဒီယိုရိုက်ပေးတာဘာလို့မှမသိလို့ရီစားအောင်ပဲလက်ပြလိုက်ပါတယ်โอเคရောက်ပါပြီဒါလှေကားပေါ်နဲ့ဆင်းလာတာဖြစ်ပါတယ်ကြီးတော့တာနိမ့်နိမ့်လေးပေါ့နော်တကယ်တမ်းဒီလိုမျိုးလှေကားကို10ခါလောက်ကျွန်တော်ဆင်းလာတာဖြစ်ပါတယ်ဒါတော့ယွန်စီက trend နောက်တစ်ခု join တာဖြစ်ပါတယ်ခုနအပေါ်ကကြီးခိုင်းတဲ့ရေတွေကိုအောက်ဆင်းပြီးတော့အနီးကကြည့်တာဖြစ်ပါတယ်ဒီကတော့အရန်လာပါတယ်လုံးဝကျွန်မကြိုက်ပါပဲကြည့်လိုက်ပါသူတို့မပါဘူး sorry Okay လန့်တော့တယ်မလား sorry ပါကျွန်မလည်းလန့်သွားပါတယ်ဗ
ဗီဒီယိုကလေအရင်များပြီးအရင်ရှိနေတော့လေဘာပြောရမှမသိဘူးစကားတွေဘယ်လိုပြောရမလဲမသိဘူးအရင်လာတယ်ဆိုတော့ပြီးထပ်ပြောနေရင်လည်းပြင်းနေမှာဆိုတရှင်းဆိုပြမယ်နော်တင်မလဲစမင်းနဲ့ခီးဆက်တောင်ပြတွေဘောတက်ဖြစ်ရင်တာယာနေတဲ့ထင်းရှူတန်းနဲ့ရေပြန်အကိုမင်းတွေ့ရင် Instagram မှာ update လုပ်ဖို့ photo တေချာရိုက်ဖို့ပြင်အိုးလန့်သွားပဲတော်ပြီကျွန်တော်ဆိုတော့ပါအောင်ဆိုရင်လည်းစားသားလည်းအမားကြီးပဲတရှင်းကလည်းကီးမွင်အောင်ဆိုတော့တရှင်းဆိုတော့လည်းဘာပြောရမလဲမသိဘူး Oh my god it's so fucking weird ချောလေးနှစ်ယောက်တွေ့ခဲ့တဲ့ရေကခါလောက်ရှိရဲ့တဲ့ဒီဗီဒီယိုကသူတို့ဘယ်လောက်ရုန်းကန်နေရလဲဆိုတော့ကျွန်တော်ရိုက်ထားပြီးတော့နော်ကျွန်တော်တကယ်ချင်းဝင်ကြည့်ပါတခြားမကြည့်ပါနဲ့ကျေးဇူးကေလာပါပြီတောင်တက်မယ်ဆိုပြီးကျမတို့ဥဆောင်ပြီးခေါ်ရတယ်မကြက်ကြက်ပေါ့နော်သူကတောင်မတက်နိုင်ဘူးပေါ့နော်ပထမရက်မှာပဲဆင်းခဲ့တောင်းပြီးတော့ငားလာပါလေโอเคอ่ะดันလိုက်ပါဒီဗီဒီယိုမှာပဲ ချက်မရှိဘူးလားတကယ်ချင်းတောင်တက်မယ်ဆိုဆိုင်ငယ်ကြီးနဲ့ နောက်ပြီးတော့အိမ်ကအမေအမှားထားတယ်သစိမ်းကျွေးရမစားရဘူးတဲ့အဲ့ဒါကိုဒွင်းတီးရောက်တဲ့ဦးလေးကဘာလာကျွေးလဲကျမတို့တစ်ချက်မှမမြင်အောင်စားလိုက်တယ်ပေါ့နော်နှလုံးဒီကွန်းနေပြန်လာတော့ကျမတဲခဲ့တဲ့ဟိုတယ်ကိုသွားတော့ပေါ့နော်နောက်တစ်ဟိုတယ်တစ်ခုထွက်သွားမယ်အဲ့ဒီဟိုတယ်ကဘာလဲဆိုတော့နောက်တစ်နေရာပေါ့နော်နောက်တစ် second destination နဲ့နီးတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ဒါပေမဲ့လမ်းမှာရှောင်းနိုင်တော့ကားထက်စီရတယ်ပေါ့နော်အဲ့ဒါလည်း package ထဲမှာပါပါတယ်ဟုတ်ပါတယ်ရောက်ပါပြီ sorry ကျမရိုက်တာနည်းနည်းအဆင်မပြေဖြစ်သွားတယ်ဒါကတော့ Bromo မီတောင်ဖြစ်တယ်ပေါ့နော် Bromo မီတောင်ကိုကျမတို့မနက်4 နာရီနေစတက်တာပေါ့နော်အဲ့မှာနေထွက်တာကိုကြည့်တယ်ပြီးတော့တိမ်ပလဲကြည့်တယ်ရှုခင်ကတော့မထင်ထားတာတက်ကိုပို့ပြီးတော့လှရပေါ့နော်အပြင်မှာပို့လာတယ်တချို့ကတော့ drone နဲ့ရိုက်ကြတယ်ကျမတို့ကတော့ 1:30 am ဒါကBromo နဲ့ပြန်လာပြီပေါ့နော် Bromo နဲ့ပြန်လာပြီကျမတို့နောက်ထပ်တစ်နေရာထပ်သွားမယ်ပေါ့နော်နောက်တစ်နေရာလည်းဒီအနီးဝန်းကျင်မှာပဲအဲ့ဒီမီတောင်ကျမအနီးကပ်သွားကြည့်မယ်ပေါ့နော်အမှလမ်းဘေးမှာပန်းရောက်တဲ့လူတွေရှိပေါ့နော်ကျမလည်းသူတို့နဲ့ဗီဒီယိုတူရိုက်ခဲ့လိုက်ပါတယ်သာသနာတက်တယ် ကဲရောက်ပါပြီဒါကတော့နောက်ထပ်တစ်နေရာပေါ့နော်ခုနနေရာဟိုမှာကျမတို့အနီးကပ်သွားကြည့်တာဒါကမီးတောင်ဝလို့ပြောအောင်တယ်ဒီမီးတောင်ဝကိုရောက်ဖို့လေတောင်ဝထပ်တက်ရသေးတယ်ပေါ့နော်အမှကျမရဲ့နည်းနည်းမိမိုက်နေမှုပေါ့နော်အဲ့ဒါကိုနည်းနည်းလေးတစ်ချက်ချိုးလိုက်ပါအောင်သူများကတော့မမိုက်ဘူးပြောမယ်ကိုကကတော့အရင်မိုက်နေလို့ထင်တယ်ပေါ့နော်အဲ့မှာလေတရှင်းလေးထည့်ပေးရှင်တာ copyright မိမှာဆိုလို့တရှင်းမထည့်တော့ပါဘူးနောက်တစ်ခုကလေဒီနေရာလာဖို့ဆိုရင်သူတို့ကလေမြင်းစီးလာလို့ရတယ်ဂျက်ကားတွေပါစီးလာကြတယ်ဒါမှမဟုတ်ဆိုင်ကအမြင့်ကြီးစီးလာကြရပေါ့နော်ကျမတို့ကတော့ဂျက်ကားစီးလာပါတယ်ဂျက်ကားကလည်းခုနပြောတဲ့အဲ့လိုထိုးထဲမှာ package ထဲမှာပါတယ်ပေါ့နော်တော်တော်ကြီးပေးစရာတော့မလိုဘူးတကယ်လို့ကိုကတက်သွားခြင်းနေဆိုရင်တော့9သိန်း6သိန်းလောက်တော့ပေးရမယ်ဆိုပြီးတော့ကြားမိရပေါ့နော်အဲ့လိုခရက်ကတော့တလန်းလုံးပါ โอเคဖြည်းလာမယ်ဟုတ်ပြီလာပြီအဲ့ဒီချိန်မှာဟိုမှာရဲအောင်ပေါ့နော်သွားလက်တော့ပြေးနေသွားပါပြီโอเคလာပြီဒီဘက်လေးတစ်ချက်โอเคနာစာ အဲ့ဒီ promo ပြီးတော့ကျမတို့နောက်ဆုံးပေါ့နော်နောက်ဆုံး destination တစ်ခုရှိသေးတယ်အဲ့ဒါကိုထပ်သွားဖို့နောက်တစ်နေရာကိုကျမတို့9နိုင်8နိုင်ထပ်မောင်းရတယ်အဲ့ဒါဘာလဲဆိုတော့ acid can နဲ့ဒီ Salafari ထွက်တဲ့ blue fire စီသွားမှာပေါ့နော်ခရီးကိုကြည့်ပါဒါည12နာရီမှာထပြီးတော့တောင်တက်လာတဲ့လမ်းဖြစ်ပါတယ်အဲကြောင့်မီးတွေနဲ့တက်ရတာပေါ့နော်ဆိုတော့တန်မတန်ကတော့တစ်ချက်လောက်ကြည့်လိုက်ပေါ့နော်တောင်ထိပ်ကိုရောက်လာပြီမဲ့လေအခုထိနေရမထွက်လာသေးဘူးပေါ့နော်မမြင်အောင်ဆိုတော့ ထွန်းလင်းကမီးနဲ့ထွန်းလင်း တော့2နိုင်လောက်ပဲတက်အဲ့ဒါ blue fire ပေါ့နော်ပြီးတော့နောက်တစ်ခု blue fire ကိုကြည့်ပြီးတော့ကျမတောင်ထက်တက်တယ်အဲ့ဒါပါလဲဆိုတော့ကမ္ဘာအကြီးဆုံး acid can ရှိတယ်အဲ့ဒီ acid can ကိုအပေါ်ကနေကြည့်ဖို့နော်တောင်တက်တာဒါပေမဲ့လည်းအဲ့တောင်ထိပ်ကိုရောက်လာတဲ့အချိန်မှာဘာအောင်မြင်ရလဲဆိုတော့နေထွက်လာပေါ့နော်နေထွက်တာလည်းအရန်လာတယ်နေထွက်လာတာနဲ့တင်ကျမတို့တန်နေပြီလို့ထင်တယ်ပေါ့နော်အဲ့ဒီ acid can ကတော့တတိရှာတော့မမြင်ခဲ့ရဘူးဘာလို့လဲဆိုတော့ဒီနေလုံးဝထွက်တာတဲ့ထီကိုကျမတို့မစောင့်မယ်ဆင်းလိုက်တယ်ပေါ့နော်ဘာလဲဆိုတော့အဆင်းမှာပူမှာဆိုလို့နေထွက်တာတစ်ချက်ပြမယ်ဒါတော့လေကျမဖုန်းကလေ iPhone 11ဖြစ်တဲ့တော့ quality ကဘယ်လောက်မကောင်းဘူးအရင်မလှတဲ့လို့ဖြစ်သွားတယ်ဒါပေမဲ့အပြင်မှာအရန်လာပါတယ်
sorry ပါကျွန်မဗီဒီယိုတွေ share လို့ဖြစ်နေပေါ့နော်ဗီဒီယိုလည်းအရင်များတယ်ကွနောက်ထပ်အနောက်ကပေါ့နော်အဲ့ဒါကတော့ကမ္ဘာအကြီးဆုံးအစစ်ကန်ဖြစ်တယ်တေချာတော့မြင်ရမှာမဟုတ်ဘူးပြီးတော့ပေါ့နော်ဒီ mask လေးတက်ဘာလို့လဲဆိုတော့ဒီလေထုထဲမှာဆိုပါတယ်ဖြစ်နေတော့ဒီအသက်ရှူ ကျုပ်ကြနေမလို့မ တော်လေးကိုအသက်ရှူခဲ့တယ်ပေါ့နော်ဒီလေချောင်းနာတယ်ပြီးတော့စကားပြောရင်တော့အတန်းပြောင်းသွားပါတော့အဲ့လောက်ထိအသက်ရှူကြက်တဲ့ခါကျမျိုးလေးတွေအုပ်သွားတာပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ဒါပါပဲဒီမှာလေထူကတော့နိုင်ငံခိုစီဖြစ်တယ်အရင်အေးရတဲ့မှာမဟုတ်ပေမဲ့နည်းနည်းအေးတဲ့လူတွေဆိုရင်တော့ဟိုဒီဖြစ်ဖြစ် jacket ထူလေးဖြစ်ယူခဲ့ဖို့အကြံပေးရပါတော့ဒီကူကတော့ဘယ်လောက်ဒီကူလဲဆိုတော့မနှမ်းမိဘူးပေါ့နော်ကျွန်မချမ်းပြရလာတာဖြစ်တဲ့အတွက်ကျွန်မတို့အရင်အေးတယ်မှာပါပါနော် You can look up here. အော်နောက်ပြီးတော့လေသူတို့အင်ဒိုနီးရှားထိုးနေသွားတဲ့အခါကျရင်ထိုးတွေကဒီလိုဗီဒီယိုအမိုက်စားလေးတက်ပုံလေးသူတို့စိတ်ချရှင်နဲ့ရိုက်ပေးတယ်ဘေးထိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့တက်ပေါ်တော့အရန်ကောင်းတယ်ဒါကတော့ပြန်ပြီး ရပြီတော့ အပြန်လာတော့လုံးဝတက်ကြွ โอเคတင်ရဲ့ချင်းဒီဘက်ကိုလဲပါအောင်စနေတနင်္ဂနွေမှာပါဒါတော့အင်ဒိုရောက်တနင်္ဂနွေမှာ သူပြောရတဲ့နေငယ်တွေမှာဆိုတာကတော်ဓမ္မကိုပြောချင်တာပေါ့နော် ရပြီလားโอเคရပြီနော်သူရဲ့တောင်တက်ပြီးတဲ့အချိန်လေးပေါ့နော်ဒါပြန်လာတရက်အလိုမှာမန်လေးသူဖြစ်ပါတယ်မန်လေးသူရဲ့ခဏရောက်ရှစ်ရှုပ်ပြန်ခါနီးဆိုတော့မျက်နှာတိတ်မကောင်းတော့ဘူးเนาะမျက်နှာမကောင်းတဲ့အကြောင်းရင်းကလေရင်ပြန်ကိုတွေ့လို့ပါငငယ်တော့ဆိုရင်လေရင်ပြန်ကိုတွေ့ရင်ကျမတို့လက်ရမ်းပြတတ်တယ်ပေါ့နော်ဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့လေရင်ပြန်ကိုတွေ့ရင်ကျမတို့ကတစုံတယောက်လွမ်းတက်နေပါပြီဒါနောက်ဆုံးမျိုးပေါ့နော်ဆူရာဘာယာပေါ့နော်ဆူရာဘာယာကိုရောက်လာဖို့ကျမတို့အဲ့မီးတောင်ကနေဆိုရင်9နာရီလောက်မောင်းရတယ်ဆူရာဘာယာကနေကျမတို့နေတဲ့ရှိကာရန်ပြန်ဖို့ကိုတညလောက်ကားထက်စီးရမယ်ပေါ့နော်ဆိုတော့ကားပေါ်မှာတညထက်အိပ်ရမှာဆိုတော့ဆူရာဘာယာမှာပဲကျမတို့တညထက်အိပ်လိုက်ပါတယ်ခီးစင်အောင်ထားပါ